စ်သူကောင်လေးကသူ့ကိုပြစ်ပြီးထွက်မသွားအောင်ဒီကောင်မလေးကသူ့ရဲ့ကာဝင်ကိုလှမ်းပြီးပြင်းထန်လာခြင်းမှုကိုအန်ဂျိတ်ကချွန်ထက်နေတဲ့ငါးများဂျိတ်တွေကိုသူမရဲ့ခန္ဓာကိုယ်ထဲကိုထိုးဆိုင်ထည့်လိုက်ပါတယ်ကောင်လေးရဲ့လေကတဖြည်းဖြည်းနဲ့အဝေးကိုရွှေ့ထွက်သွားတာကိုကြည့်ရင်သူမရဲ့စိတ်ထဲမှာပိုပြီးခိုင်မာပြတ်သားလာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒီအချိန်မှာမက်ကအီဗန်ရဲ့နာကျင်လို့អော်လိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့လေကိုချက်ချင်းလှည့်ပြီးရှိသမျှအားကုန်ထုတ်ကအမြန်ဆုံးလောက်ခတ်လာခဲ့လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အီဗန်ရဲ့အဖြူရောင်ကောင်ဝင်လေးဟာသွေးတွေနဲ့ရွှဲနစ်နေပြီဖြစ်ပေမဲ့သူမကတော့မနာမကအားယူပြီးမတ်တက်ရက်နေသေးပါဒီမြင်ကွင်းကြောင့်မက်ခမှာလုံးဝကိုအံ့ဩမြင်သက်သွားခဲ့ရပါတယ်နာကျင်မှုတန်ကြောင့်အီဗန်ရဲ့ခြေထောက်တွေတုံရင်နေပြီးရိုင်းနဲ့ခြေလန်းနဲ့ငယ်လှမ်းလိုက်ပြီးရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်ဒါကိုမြင်တော့မက်ကလည်းအပြေးလွှားရောက်လာပြီးငါးများတံကိုဆွဲကသူမကိုအမြန်ဆုံးကယ်တင်လိုက်နိုင်ခဲ့ပါတယ်နာကျင်မှုကြောင့်တုံရင်နေတဲ့အီဗန်ကိုကြည့်ပြီးမက်ရဲ့ရင်ထဲမှာအဖြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်သူ့ရင်ခွင်ထဲမှာအီဗန်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြီးအဲ့ဒီနေရာမှာပဲသူမနဲ့အတူဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့ခြေထောက်နားမှာဒူးထောက်ထိုင်ချလိုက်ပြီးသွေးတွေပေးနေတဲ့ငါးများဂျိတ်တွေကိုသတိကြီးထားပြီးဖယ်ရှားပေးလိုက်ပါတယ်ဒါပေမဲ့သူသတိမထားမိလိုက်တာကကျမ်းပြင်ပေါ်ကငါးများဂျိတ်တွေဟာမထင်မှတ်ပဲနှလုံးသားပုံစံလေးဖြစ်သွားခဲ့တာပါအီဗန်ရဲ့ဒဏ်ရာတွေမြန်မြန်တက်တာလာစေဖို့အတွက်မက်ကသူမဘေးမှာပဲအမြဲလိုနေပေးပြီးရက်တောင်လေးနဲ့အမြဲတမ်းအသာရလေးရက်ခတ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့သူတို့ရဲ့ဘဝလေးဟာလည်းတဖြည်းဖြည်းနဲ့ပြန်ပြီးနှွေးထွေးကျလာခဲ့ပါတယ်ရက်အနှဲငယ်ကြာပြီးအီဗန်ပြန်တက်တာလာတော့သူတို့ရဲ့တဲအိမ်လေးကိုအတူလက်တွဲပြီးစစ်တုပ်ပြင်ဆင်လိုက်ကြပါတယ်ပြီးတာနဲ့အီဗန်ကငါးဖမ်းလေးပေါ်ကဆက်ကိုဖြုတ်ပြီးသူတို့ရဲ့ရေပေါ်အိမ်လေးရဲ့နောက်ဖက်မှာတက်ဆင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်သားဟာနှွေးထွေးတဲ့အိမ်ကလေးထဲမှာအတူတူနေထိုင်ရင်းဒီကဘာကြီးထဲကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့လိုက်ကြပါတယ်